ဒီထင်ကနေစပြီးတော့အခွန်ကိစ္စတွေစလုပ်ဖို့လိုလဲဆိုတာကိုကျွန်မအနေနဲ့ပြပြပေးချင်ပါတယ်။အားလုံးပဲမင်္ဂလာပါကျွန်မတို့ Success မြန်မာ Corporate Services ရဲ့ Founder Manager ဆိုဖြစ်ပါတယ်။ကုမ္ပဏီထောင်ပြီးတဲ့နောက်မှာဖေးချင်းကစပြီးတော့အခွန်ကိစ္စတွေစလုပ်ရမလဲဆိုတာနဲ့ပတ်သက်ပြီးတော့တချို့ကအမှတ်မှားနေရရှိပါတယ်။တချို့ကလုပ်ငန်းတည်ထောင်ပြီးမှလုပ်ငန်းတည်ထောင်ပြီး3နှစ်ပြည့်မှာပေါ့နော်အခွန်ကိစ္စစလုပ်ရမယ်ဆိုပြီးတော့အတိမားလေးပေးချင်တဲ့ချက်တွေအရာကုမ္ပဏီထောင်ပြီးရက်90အတွင်းမှာအခွန်နဲ့မှတ်ပုံတင်လို့ခေါ်တဲ့ Tax Identification Number ရှောက်ရပါမယ်။ဒါအခွန်နဲ့မှတ်ပုံတင်လက်မှတ်ရှောက်ရတာပေါ့နော်။အခွန်နဲ့မှတ်ပုံတင်ရှောက်ပြီးကျွန်တော်တို့ကဘာဖြစ်လဲဆိုရင်အခွန်မှုတွေသိရမယ်။နောက်တစ်ခုကကျွန်တော်တို့က online နဲ့တစ်ဆင့်အခွန်ပေးဆောင်မှုအတွက်ကိုဒါကုမ္ပဏီနဲ့ပတ်သက်တဲ့အချက်5ချက်ကိုအခွန်မှုစီကိုပေးပို့ရတယ်။ပြီးတဲ့အခါမှာနှစ်စဉ်ဗဏ္ဍာရေးကုန်ဆုံးပြီး3လအတွင်းမှာအခွန်ကြီးညာလွှာတွေတင်ရတယ်။အဲ့ဒီအချိန်မှာကိုကကုမ္ပဏီထောင်ထားပြီးလုပ်ငန်းမလုပ်ရသေးဘူးဆိုရင်တော့မှဒီလေဗဏ္ဍာရေးကုန်ဆုံးပြီး3လပြည့်တဲ့အချိန်မှာဒါအခွန်ကြီးညာလွှာတင်ကိုတင်ရပါမယ်မတင်ခဲ့ဘူးဆိုရင်တော့အနည်းဆုံးကအဒဏ်ကြီးရ3သိန်းရှိပါတယ်။နောက်တစ်ခုကခုနကကိုကကုမ္ပဏီထောင်လိုက်တာကဒီ20ရက် March လမှာထောင်လိုက်တယ်ပေါ့နော်ဗဏ္ဍာရေးကုန်ဆုံးတာက31 March လမှာကုန်ဆုံးတယ်ဆိုရင်ကိုကုမ္ပဏီထောင်တာရက်ပေါင်း10ရက်လောက်ပဲရှိသေးတယ်ဆိုပေမဲ့လည်းပဲဒါအဲ့ဒီနှစ်အတွက်အခွန်ကြီးညာလွှာကတော့တင်ကိုတင်ရပါဖြစ်ပါတယ်အဲ့လိုမတင်ခဲ့ဘူးဆိုရင်တော့ဒါခုနကဒီဒဏ်ကြီးပေါ့နော်နောက်ကျကြီးဒဏ်ကြီး3သိန်းရှိပါတယ်နောက်တစ်ခုကမိမိရဲ့လုပ်ငန်းမိမိရဲ့ကုမ္ပဏီဒီနှစ်တစ်နှစ်အတွင်းမှာဒါ revenue 3,500အထက်ဝင်ငွေရှိမယ်ဆိုရင်လေကုန်တယ်လုပ်ငန်းခွန်မှတ်ပုံတင်ရပါတယ်ကုန်တယ်လုပ်ငန်းကိုမှတ်ပုံတင်ခြင်းကိုပုံမှန်ကဒီနှစ်အစမှာမှတ်ပုံတင်ပြီးတော့တစ်နှစ်တစ်ခါတက်တန်းတိုးရပါတယ်ကုန်တယ်လုပ်ငန်းကိုမှတ်ပုံတင်လို့ခေါ်တဲ့ form 2ရှိမှာဒါ form 31လို့ခေါ်တဲ့ဒီကုန်တယ်လုပ်ငန်းခွန်အတွက်ပေါ့နော်ကောက်ခံတဲ့အထောက်အထားကိုထုတ်ပြီးလို့ရမှာဖြစ်မိတ်ဆွေတို့ရဲ့ဒီ accounting auditing test နဲ့ Diger service တွေပြီးရင် online ရောင်းချသူ license တွေရှောက်ထားခြင်းနဲ့ဆိုရင်တော့ကျွန်မတို့ရဲ့ Success Myanmar Corporate Services ရဲ့ဖုန်းနံပါတ်0999699699တို့ဆက်သွယ်စုံစမ်းနိုင်ပါတယ်ရှင်